အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday to you Channel ကနေနှွေးထွေးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ April 29 ရက်နေ့ကျွန်တော်တို့ Happy Birthday to you Channel ကနေတင်ဆက်ပေးမယ်ဝင်းနီစီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့ထိုင်းနိုင်ငံမှာနေထိုင်နေကိုခင်စော်ပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့ April 29 ရက်နေ့မှာရောက်ရှိလာတဲ့ကိုခင်စော်ရဲ့34နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုတော့ထိုင်းနိုင်ငံမှာနေထိုင်နေဘဝလက်တွဲပေါ်ချစ်သူချီရထဲမှာနေဝင်းနီစမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုခင်စော်ရဲ့34နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုဘဝလက်တွဲပေါ်ချစ်သူချီရထဲမှာဆူတောင်းပေးထားတဲ့ဝင်းနီစတောင်းလေးတွေကတော့ချီရထဲမောင်ကြီး29ရက်လေးလ2026ရက်နေ့မှာရောက်ရှိလာတဲ့ဝင်းနီလေးမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲကင်းပြီးတော့တာပရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါသည်မိဘအပေါ်တည်တတ်တဲ့ဒါလေးမလေးဖြစ်ပါသည်မအပေါ်လေဒီထက်မကပူချင်နိုင်ပါသည်ညချစ်လိုက်ပြန်ချစ်လိုက်နေပဲနှစ်ပြည့်တော့မယ်နော်နောက်ထပ်ချစ်သူတက်တန်းများသွားမှလည်းအများကြီးပူချင်နိုင်ပါသည်အထက်ထက်ဆုံးတိုင်းအထိပျော်ရွှင်စွာပေါင်းဖက်ပြီးအတူနေရပါသည်မောင်မအပေါ်လေးနဲ့ထားပြီးစချစ်တုံးကလူအဆုံးထိချစ်ပေးပါနော်မအတွက်အရေးပါပြီးရမ်းချရတဲ့အမျိုးသားလေးကိုပိုင်ဆိုင်ခွင့်ရလို့အရန်ပြောပါတယ်မစကားကိုလည်းနားထောင်ပေးပါမမကြိုက်တာတွေလည်းမလုပ်ပါနဲ့နော်စိတ်သွားတိုင်းကူပါပြီးလှုပ်ရင်ဆန္ဒများလည်းလူတိုင်းတာတိုင်းရနိုင်ပါသည်စားသားရရခီးဆိုင်ပါနော်နေ့ရက်တိုင်းကိုလည်းအဆင်ပြေပြေနဲ့ဖြစ်တန်းနိုင်ပါသည်မအရန်ချစ်ပါတယ်မောင်ကြီးဆိုပြီးတော့ကိုကင်စောရဲ့34နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုဘဝလက်တွေပေါ်ချစ်သူချီရထဲမှာနေဝင်းနေစမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကင်စောကြီး Happy Birthday to you Channel ရနေလေဒီနေ့ April 29 ရက်နေ့မှာရောက်ရှိလာတဲ့ကိုကင်စောရဲ့မွေးနေ့ရဲ့မြတ်လေးကိုတစ်ဆက်မွေးနေ့စမွန်ကောင်းလေးတောင်းဆိုပေးကြပါရစေ Happy Birthday ပါခင်ဗျာမွေးနေ့ကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနေထိုင်နိုင်ပါသည်ဒီရက်တိုင်းကိုအေဂျင့်စွာဖြစ်တန်းနိုင်ပါသည်ချစ်ရတဲ့ချစ်သူနဲ့လည်းမျက်စုံစည်းနိုင်ပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်တာရတဲ့ချစ်ကီးလန်းကိုရှောက်လန်းနိုင်ကြပါသည်ထောင်ရမခွဲမခွာရွှေလက်တွဲနိုင်ကြပါသည်ဘောရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါသည်အလုံးကိုင်းတွေလည်းထိထမကအဆင်ပြေပြီးတော့စီဝါလဲလာပါများလည်းဒီရီလာတွေ့တတ်ပါသည်ကတိ3ပါယင်းဒီမြငါပါပြီးကနေလည်းကင်းဝေးနိုင်ပါသည်ဘောမှာမရှိစကားမကြားပဲနဲ့သက်ရှိကျမ်းမှာပြရှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြေဝပါသည်လို့ဒီနေ့ April 29 ရက်နေ့မှာရောက်ရှိလာတဲ့ကိုကင်စောရဲ့မွေးနေ့ရဲ့မြတ်လေးကို Happy Birthday to you Channel ရနေလေတက်ဆက်မွေးနေ့ဆွေးမွန်ကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေဂျင့်တာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသေးလို့ Happy Birthday to you Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy birthday